လော်ဂီနယ်ပယ်မှာအလွန်စိတ်ဝင်စားဖို့ကောင်းလာတဲ့လူကြောက်လေးတွေအကြောင်းဓမြဝတ္ထုတွေထဲမှာအမြဲလိုပါလေးရှိတဲ့လူကြောက်တွေဟာလော်ဂီလူသားတွေအတွက်ကတော့အလွန်စိတ်ဝင်စားဖို့ကောင်းလာပါတယ်မြန်မာနိုင်ငံမှာတော့ရှေးလူကြီးတွေရဲ့အဆိုအရလူကြောက်ကလေးတွေမွေးခဲ့မယ်ဆိုရင်လက်ကောင်းနဲ့ကံကောင်းတယ်လို့ယုံကြည်ကြပြီးတော့လူကြောက်ကလေးမွေးဖွားတဲ့မိသားစုဟာလည်းစီးပွားတိုးတက်ချမ်းသာလာလေရှိရလို့ဆိုပါတယ်ဒီလိုလူကြောက်တွေပေါ်တောက်ဝင်ယုံကြည်မှုတွေကမြန်မာနိုင်ငံနေရှိတာမဟုတ်ဘဲနဲ့မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ထိုင်းတရုတ်မလေးရှားစတဲ့နိုင်ငံတွေမှာလည်းကြောက်တွေဟာလက်ကောင်းစီရယ်ကံကောင်းစီရယ်ဆိုပြီးတော့အဆောင်ဖြစ်ဝယ်ယူတတ်ကြတာကြောင့်ဂမ်ဘီယာဖြစ်စီဈေးကွက်မှာလူကြောက်တွေဟာဈေးကောင်းရတတ်ကြပါတယ်လူကြောက်နဲ့ပတ်သက်တဲ့ဖြစ်ရဆန်းတွေဟာမြန်မာနိုင်ငံအနှံ့ပြားမှာမကြာခဏကြားလေးရှိကြပြီးတော့ဒါရီယာစိတ်ကူးရင်ဖန်တီးထားမှုတသက်လို့တချို့ကယုံကြည်ကြတယ်လို့တချို့ကလည်းအမှန်တကယ်ဖြစ်ရတွေလို့ယုံကြည်ကြတဲ့သူတွေရှိပါတယ်ဒီတစ်ခေါက်မှာတော့လော်ဂီနယ်ပယ်မှာစိတ်ဝင်စားဖို့ကောင်းလာတဲ့လူကြောက်လေးတွေအကြောင်းကိုတင်ဆက်ပေးသွားဖို့ပြင်ဆင်ထားပါတယ်ဒါကြောင့်ဂမ်ဘီယာပညာရှင် channel လေးကိုကြိုက်နေတတ်တယ်ဆိုရင် like နဲ့ subscribe လေးပြုလုပ်ပေးခဲ့ပြီးတော့ဗီဒီယိုအသစ်တင်တိုင်းသိအောင်ဘေးနာက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ကြပါဦးရှင်ဒါဆိုရင်တော့အစီအစဉ်လေးကိုအခုပဲစလိုက်ကြရအောင်လူကြောက်ကလေးတွေအကြောင်းကိုတော့ဂမ်ဘီယာဝတ္ထုတွေထဲမှာအများအပြားဖတ်ဖူးကြမှာပါလူကြောက်တွေမှာဘာဆွမ်းမှမရှိတဲ့လူကြောက်ရဲ့အစွဲကရှိပြီးတော့ထူးခြားတဲ့လူကြောက်ရဲ့ဆိုပြီးတော့နှစ်မျိုးရှိပါတယ်အစွဲကရှိတဲ့လူကြောက်တွေကလူကိုကောင်းကျိုးပေးနိုင်တယ်လို့ဒုက္ခလည်းပေးနိုင်ပါတယ်မြန်မာတွေရဲ့ယူဆတစ်ခုကလူကြောက်လေးမွေးလာရင်ဇီဝတက်တဲ့လက်ကောင်းနဲ့ကံကောင်းစီတဲ့ချမ်းသာနိုင်စေတယ်လို့သိထားကြပါတယ်လူကြောက်ကလေးတွေကပြင်ပလောကမှာအသက်မရှိတဲ့အယုတ်ကလေးတွေလိုငြိမ်သက်နေကြပေမဲ့အိမ်မက်ထဲကနေဆက်သွယ်တတ်ကြတယ်လို့ဆိုပါတယ်သူတို့ဟာအိမ်မက်ကနေတဆင့်တက်ရှိကလေးငယ်တွေလိုစားကျင်တာဝတ်ကျင်တာလိုချင်တာတွေကိုပူဇော်တတ်ကြပါတယ်တချို့မိဘတွေကလည်းလူကြောက်ကလေးတွေကိုတကယ်တက်ရှိကလေးငယ်တယောက်လိုကောင်းကောင်းမွန်မွန်မွေးတတ်ကြပါတယ်သူတို့လိုချင်တာနဲ့သူတို့စားချင်တာကိုကျိုးမွေးတာဆင်မြန်းတာတွေကိုလှုပ်ဆောင်ကြပါတယ်တချို့မိဘတွေဆိုရင်လည်းလူကြောက်တွေအရွယ်ရောက်လာတဲ့အခါမှာအိမ်တော်ချပေးတာမျိုးတွေတောင်ရှိတတ်ကြပါတယ်လူကြောက်ကလေးတွေကလည်းသူတို့ကိုဂရုတစိုက်နဲ့ပြုစုစောင့်ရှောက်ကြသူတွေကိုစီးပွားလက်လာပါတိုးအောင်ကူညီဆောင်ရွက်ပေးလေရှိရလို့ဆိုပါတယ်တကယ်တော့လူကြောက်ဆိုတာကမိခင်ရဲ့တိမ်ထဲမှာသေဆုံးပြီးတော့ချောက်သွေ့သွားတဲ့ရုပ်လောင်းလေးပဲဖြစ်ပါတယ်ဒေသားဘဝ2လကျော်3လနီးပါးအရွယ်နဲ့မိခင်တိမ်ထဲမှာသေဆုံးသွားပြီးတော့လူသားဖြစ်ကိုမရောက်ကြသေးတဲ့သူတွေဖြစ်ပါတယ်အသက်မဲ့နေတဲ့ဒေသားဟာပြတ်ကျသွားမဲ့အစားတစုံတစ်ခုသောအကြောင်းကြောင့်ဥပမာတေသောတက်လွန်ကဲမှုကြောင့်ပြတ်ကျမသွားပဲနဲ့တဖြည်းဖြည်းနဲ့မိခင်ဝမ်းပိုက်ထဲမှာခြောက်သွားတာမျိုးဖြစ်ပါတယ်ဒီကလေးတရားတိုင်ထဲမှာခန္ဓာကိုယ်ဆက်လက်ဖွံ့ဖြိုးမှုမရှိတော့ဘဲနဲ့ရက်တန့်ကကြောက်သိသွားတာနဲ့ဖွံ့ထွားကြီးမားနေတဲ့မိခင်ဝမ်းကလည်းပြန်လည်ပိန်ကျုံသွားပါတယ်အဲဒီနောက်မှာမွေးနေ့စေပြီးဖွားမြင်တဲ့အခါမှာအမိဝမ်းထဲမှာပဲသေဆုံးချောက်ကပ်သွားတဲ့အတွက်ဆက်လက်မကြီးပြင်းနိုင်တော့ဘဲနဲ့မျက်စိနားနှာခေါင်းပါးစပ်အရာပါတဲ့ဆိုယုံမြတာရှိတဲ့လူသားအလောင်းအချောက်ကလေးဖြစ်မွေးဖွားလာခဲ့ခြင်းဖြစ်ပါတယ်တချို့ကလူကြောက်တွေကကိုလက်အင်္ဂါအပြည့်စုံထင်ရှားပါလေးရှိကြသလိုတချို့ကတော့ကိုလက်အင်္ဂါမထင်မရှားတာပါလေးရှိကြပါတယ်တကယ်တော့လူကြောက်တွေဟာမိခင်ဝမ်းထဲမှာကွယ်လွန်သွားခဲ့ကြတဲ့ဝိမာနိကပိတ်တာဘုံသားတွေဖြစ်ကြပါတယ်သူတို့ဟာရှေးဘဝကအကုသိုလ်အရှိန်တွေကြုံနေသေးတာကြောင့်ခန္ဓာ၅ပါးရှိတဲ့လူဘဝကိုရောက်ရှိဖို့အကြောင်းကံမပါဘဲနဲ့ပျက်စီးသွားရရှာသူတွေဖြစ်ပါတယ်လူကြောက်ကလေးတွေဟာဝိမာနိကဘုံဘဝမှာလေချုံနဲ့တငယ်လိုအစင်တန်းတကူရှိကြပါတယ်အများအပြားမွေးဖွားလာတဲ့အသက်မဲ့တဲ့ရုပ်ကျွင်းပေါ်မှာတွေ့တာစိတ်နဲ့ဆွဲဝင်နေတတ်ကြပါတယ်ဒါကြောင့်လူကြောက်တွေဟာမိဘဆွေမျိုးတွေနဲ့ဆိုင်ရာပုံကိုယ်တွေကိုအိမ်မက်ပေးခြင်းအရေးရောင်ပြခြင်းတွေပြုလုပ်နိုင်ကြပါတယ်ဒါအပြင်သူတို့ချစ်ခင်သူတွေကိုကောင်းကျိုးပေးတတ်ကြသလိုသူတို့မုန်းတဲ့သူတွေကိုလည်းဒုက္ခပေးနိုင်စွမ်းရှိကြပါတယ်နောက်ပြီးအစွဲကရှိတဲ့ကောင်ရဲ့အစွဲကမရှိတဲ့ကောင်ရဲ့လို့လူကြောက်နှမျိုးရှိပါတယ်အစွဲကမရှိတဲ့လူကြောက်ကတော့ဘလို့ပိတ်တာဘလို့တဆေးမှစွဲကခြင်းမရှိတဲ့တာမန်လူသားအလောင်းကောင်သာဖြစ်ပါတယ်သူကတော့ရိုးရိုးအယုတ်ကလေးတရုပ်လိုပါပဲဘာရိပ်ရောင်မှမပြတတ်ပါဘူးအစွဲကရှိတဲ့လူကြောက်တွေကတော့အိမ်မက်ပေးုံမကညအချိန်အခါမှာအတန်ပေးတာအနံပေးတာအရိပ်ရောင်ပြတာတွေပြုလုပ်တတ်ကြပါတယ်ထူးခြားတာကတော့လူကြောက်ကလေးတွေဟာသားယောက်ျားလေးတွေများကြပါတယ်သမီးမိန်းကလေးလူကြောက်ဆိုတာကတော့ရှိပေမဲ့အတော်ရှားတတ်ကြပါတယ်လူကြောက်ကလေးတွေဖြစ်တည်လာတဲ့အခါမှာတချို့မိခင်တွေဟာကိုယ်သွေးသားကနေဖြစ်တည်လာတဲ့အတွက်မစွန့်ပြည့်ရကြပါဘူးအသက်ရှင်နေတဲ့ကလေးငယ်တယောက်လိုပြုစုစောင့်ရှောက်တတ်ကြပါတယ်တချို့ကလည်းလူကြောက်တွေကိုပြန်ပြီးရောင်းစားကြတာမျိုးတွေရှိတတ်ကြပါတယ်ဂမ်ဘီယာပစ္စည်းဈေးကွက်မှာဆိုရင်လူကြောက်ကလေးတွေဟာဈေးကောင်းရတတ်ကြပါတယ်တချို့တရေတွေဟာလက်ကောင်းတယ်ဆိုပြီးအဆောင်ပြေးဝယ်ယူကြပါတယ်လူကြောက်ယုံကြည်မှုတွေဟာတရုတ်အိန္ဒိယနဲ့ထိုင်းနိုင်ငံတွေမှာခေတ်စားလေရှိပါတယ်ထိုင်းနိုင်ငံကပြုလုပ်တဲ့လော်ဂီအစီရင်တွေမှာလူကြောက်ရဲ့ခန္ဓာကိုယ်ကိုအသုံးပြုတတ်ကြပါတယ်
အောင်လန်းပညာသည်တွေကလည်းလူကြောက်ကိုမွေးမြူပြီးတော့ခိုင်းစားလေးရှိရလို့ဆိုပါတယ်။ဒါအပြင်အောင်လန်းပညာမှာနာမည်ကြီးအစီရင်တစ်ခုဖြစ်တဲ့လူကြောက်ရှောမွေးအစီရင်ဟာလေအောင်မြင်သွားခဲ့ရင်အိဆာတရားဓလုံးကဲ့သို့လူတိုင်းတားရစေနိုင်တယ်လို့ဆိုပါတယ်။ဈေးပညာရှုထောင့်ကကြည့်ရင်လူကြောက်လေးဖြစ်သွားတယ်ဆိုတာကကလေးကမိခင်ဘိုက်ထဲမှာတင်ဆုံးပါသွားတာဖြစ်ပါတယ်ဒီလိုဆုံးရတဲ့အကြောင်းရင်းကတော့အချင်းတာမှမဟုတ်ချက်ကျိုးမှာပြဿနာတစ်ခုခုရှိနေလို့ကလေးစီကိုလိုအပ်တဲ့အာဟာရတွေအောက်ဆီဂျင်တွေမရပဲဆုံးသွားတာကိုယ်ဝင်အစိတ်တက်တာအရေးပြားလေးပတ်နာရှိတာဟီမိုဖီလီယာလိုမျိုးသွေးမတိတ်ပြဿနာရှိတာစီးချိုယောဂနှလုံးယောဂတိုင်းရွက်ယောဂနဲ့ပိုးဝင်တာတွေကလည်းကလေးကိုဝမ်းပိုက်ထဲမှာတင်သေဆုံးသွားနိုင်ပါတယ်ဒါအပြင်မိခင်ကကိုဝင်ကြီးနဲ့အရက်ဆက်လေးနဲ့မူရည်ဆေးတွေသုံးမယ်ဆိုရင်လည်းဖြစ်တတ်ပါတယ်။ဒါအပြင်ကိုဝင်24ပတ်နဲ့28ပတ်ကြားမှာပိုးဝင်ကူးစက်ခံရမယ်ဆိုရင်လည်းကလေးသေဆုံးသွားနိုင်ကြီးများပါတယ်။ဒီလိုအကြောင်းတွေကြောင့်မိခင်ရဲ့တိမ်ထဲမှာသေဆုံးပြီးတော့ကြောက်သွေ့သွားတဲ့ရုပ်အလောင်းလေးတစ်ခုဖြစ်ကိုရောက်ရှိသွားတာဖြစ်ပါတယ်။ဒီလောက်ဆိုရင်တော့လူကြောက်လေးတွေအကြောင်းကိုသိလောက်ပြီလို့ထင်ပါတယ်ရှင်။မိတ်ဆွေတို့အနေနဲ့လည်းလူကြောက်တွေနဲ့ပတ်သက်လို့တွေ့ဘူးကြုံမှုမြင်ဘူးတဲ့အတွေ့အကြုံတွေရှိခဲ့မယ်ဆိုရင်လည်း comment box မှာမှတ်ချက်တစ်ခုကိုရေးသွားပေးခဲ့ကြပါအောင်ရှင်။